ပန်းနိုင်ကိုရောက်ပြီးနောက်စိတ်ပြတ်အားငယ်နေပြီလားစစ်မှန်တဲ့ပြည်စုံမှုကိုရရှိခြင်းရဲ့လှုပ်ဝက်ချက်ကခရီးစဉ်ကိုတံမိုးထားခြင်းမှာရှိကောင်းရှိနိုင်ပါတယ်ပန်းနိုင်တစ်ခုတည်းကိုပဲအာယုံစိုက်မနေပဲလုပ်ငန်းစဉ်တစ်လျှောက်ပျော်ရွှင်မှုရှာဖွေပုံကိုလေ့လာကြည့်ကြရအောင်ကျွန်တော်တို့ရဲ့အကြီးမားဆုံးပန်းနိုင်တွေကိုရောက်တဲ့အခါမှာပျော်ရွှင်မှုကိုရှာတွေ့နိုင်မယ်လို့လူအဖွဲ့အစည်းကမကြာခဏပြောလို့ရှိပါတယ်ဒါပေမဲ့ဒါကအောင်မြင်မှုတွေရပြီးတဲ့အခါမှာတော့စိတ်ပြတ်အားငယ်မှုဖြစ်စေနိုင်ပါတယ်ခရီးစဉ်ကိုတံမိုးထားဖို့စိတ်နေစိတ်ထားကိုပြောင်းလဲဖို့လိုပါတယ်လုပ်ငန်းစဉ်ကိုလက်ခံလိုက်တဲ့အခါစစ်မှန်တဲ့ပျော်ရွှင်မှုပေါ်ပေါက်လာပါတယ်လမ်းတစ်လျှောက်မှာရရှိတဲ့အောင်မြင်မှုလေးတွေကိုအာရုံစိုက်ခြင်းကတိုးတက်မှုရဲ့ခံစားချက်ကိုမြင့်တင်ပေးပါတယ်စိန်ခေါ်မှုတိုင်းဟာတိုးတက်ဖို့အခွင့်အရေးဖြစ်လာပြီးတင်ရင်းနှီးမြုပ်နှံထားတဲ့ကြိုးစားအားထုတ်မှုနဲ့စိတ်အားထက်သန်မှုကိုအတိအမှတ်ပြုခြင်းကစစ်မှန်တဲ့မူရင်းလှုပ်ဆောင်မှုကိုဖြစ်စေပါတယ်ဒီပြည့်စုံခြင်းကကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကိုမကြာခဏခိုးယူတတ်ပါတယ်ကျွန်တော်တို့ကိုဘယ်တော့မှမကောင်းဘူးလို့ခံစားရတဲ့တန်တရားထဲမှာပိတ်မိနေစေပါတယ်မပြည့်စုံမှုတွေကိုလက်ခံခြင်းအဖြစ်ပြောင်းလဲပြင်လွယ်နဲ့လိုက်ရောညီထွေဖြစ်အောင်လုပ်နိုင်စွမ်းတွေပုံမူရရှိပါတယ်ပြီးပြည့်စုံခြင်းမရှိရင်တောင်တိုးတက်မှုတိုင်းကိုဂုဏ်ပြုခြင်းဟာစိတ်အားထက်သန်နေဖို့နဲ့ခရီးစဉ်ကိုအမှန်တကယ်ပျော်ရွှင်ဖို့အဓိကသောချက်ပါပဲသတိပဋ္ဌာန်တရားဟာပြစ္ဆုတ်ပံမှာနေထိုင်ပြီးခရီးစဉ်ကိုတံမိုးထားဖို့တင့်ရဲ့စူပါပါဝါပါပဲလုပ်ငန်းစဉ်ရဲ့အခိုက်အတန့်တိုင်းကိုအပြည့်အဝပါဝင်တဲ့အခါကိုနဲ့ပတ်ဝန်းကျင်ကဘာကိုပုံမနည်းနည်းစွာနားလည်လာပါတယ်အတွေ့အကြုံတစ်ခုလုံးကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကျေးဇူးတင်စိတ်ကိုမွေးမြူခြင်းကအလွန်အမင်းအကောင်းမြင့်စိတ်ကိုဖန်တီးပေးပါတယ်တင့်ရဲ့ခရီးစဉ်တစ်လျှောက်လုံးပျော်ရွှင်မှုကိုစစ်မှန်စွာထိန်းသိမ်းထားဖို့လုပ်ငန်းစဉ်ကနေရရှိတဲ့စိတ်ကျေနပ်မှုကိုပုံမှန်ပြန်လည်သုံးသပ်ပါအထောက်ပံ့တဲ့စိတ်သက်ခွန်အားအတွက်အလားတူလမ်းကြောင်းပေါ်မှာရှိတဲ့တခြားသူတွေနဲ့ချိတ်ဆက်ပါပြီးတော့အဆုံးထိရောက်တဲ့အခါမှမဟုတ်ပဲလမ်းတစ်လျှောက်မှာရရှိတဲ့အောင်မြင်မှုတိုင်းကိုဂုဏ်ပြုဖို့မမေ့ပါနဲ့တတိယပါစစ်မှန်တဲ့ပြည်စုံမှုဆိုတာပန်းတိုင်ကိုရောက်ရှိရုံတသက်မဟုတ်ပဲခရီးစဉ်ရဲ့ခြေလမ်းတိုင်းမှာပျော်ရွှင်မှုကိုရှာဖွေခြင်းပါပဲတင့်လမ်းကြောင်းမှာဒီနေ့ပဲအောင်မြင်မှုလေးတစ်ခုကိုဂုဏ်ပြုမှာလဲအောက်က comments မှာရေးခဲ့ပေးပါ